တဘာဝလုံးဖြစ်ရစမ်းတွေနဲ့6ချာထိုင်လန့်စီယာဇလံကောင်းတွေကိုစူးစီးတင်ဆက်ပေးနေတဲ့ဇော်ကြီး Audio Book Channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဇော်ကြီးပါဒီနေ့တင်ဆက်ပေးမယ့်ဇလံလေးကတော့ ကန်ဘီယာပေထူနင်းပင်းတရာကူမှာပဟေလိစကွန်း ရှာယိုမတောင်တန်းကြီးဤအေးမြသောလီဘေးကကားပြတင်ပေါက်မှတဆင်ဘေတူဤမျက်နာကိုလာရောက်ရိုက်ခတ်နေသည်လမ်းဘေးဝဲရတွင်ပွင့်နေသည့်ချဲ့ဤပန်းနူးနူးတို့ကတာယာလာသည်ဟုထင်ရတော်လေဘေတူဤစိတ်အာယုံမှမူလက်တလောကြာတီထားရသည့်တည်င်းစကားကြောင့်လေးလံနေမိသည် ပင်းတရာဗုဒ္ဓရုပ်ပွားတော်ပေါင်း8000ကျော်ကိန်းဝဲရာဒေတာ တိုးတော့ထိုဖျားကူကြီးဤအနက်ဆိုင်ဆုံးတနေရာတွင်ရှေးရခင်ကပင်ပိတ်ဆို့ထားသည့်မောင်းခိုကူတကူပွင့်ထွက်သွားကြောင်းတငယ်ချင်းဖြစ်သူဆိုင်းတော်ထိုင်းထံမှဖုံးဆက်အကြောင်းကြားလာခြင်းဖြစ်သည်ပေသူကားပေါ်တွင်ထိုင်ရင်သူ၏နွမ်းလက်နေသည့်လက်အိတ်ကိုတင်းတင်းဆုပ်ထားသည်ခါကြားမှာနဝလောဟဓာမြောင်ကလည်းသခင်ဖြစ်သူ၏အလိုကိုသိနေတဲ့ကဲ့သို့အေးစိန်သောအထီးအထွေကိုပေးနေ၏ဆရာဘေတူရောက်သည်ဗျကားသမား၏အတန်ကြောင့်ဘေတူအတိဝင်လာသည်ရှေ့တွင်မြင်တွေ့နေရသည်မှာမြူကိုမြဝေနေသည့်ပင်းတရားမျိုးကလေးပင်ဖြစ်သည်ဘေတူမီဆိုင်းတော်ခန်းနှင့်အတူဂူကြီးအတွင်းဘက်သို့ဝင်လာခဲ့သည်ဖျားဖူးများဖြင့်စီကားနေသည့်ရှေ့ပိုင်းနှင့်မတူဘဲဂူ၏အနောက်ဘက်အစွန်အဖျားတွင်တော့လူသူကိမ့်မယ်နေသည်ရှေးဟောင်းသူတေသနာအဖွဲ့ကတာမြစ်ထားသည့်အေလီယာတွင်အမောင်သူကစိုးမိုးထားသည်ဒီမှာကြည့်ပေတူဒါကလွန်ခဲ့တဲ့3ရက်ကမှပွင့်သွားတဲ့ဝင်းပေါက်ပဲဆိုင်းတော်ခန်းကဒါမီးဖြင့်ထိုးပြသည်ကျောင်းနန်းရံကြီးတစ်ခုမှာတဘာဝအလျောက်ပြိုကျသွားခြင်းမျိုးမဟုတ်ပဲအတွင်းဘက်မှတွင်ကန်အားတစ်ခုကြောင့်ပွင့်ထွက်နေတဲ့ကဲ့သို့ဖြစ်နေသည်ထူးခြားသည်မှာဝင်ပေါက်ပတ်လဲတဲ့ကြီးမားလွန်သည့်ပင့်ကူအိမ်ကြီးများကဲ့သို့သောအဖြူရောင်အမြင်တမ်းများရှက်နွယ်နေခြင်းပင် ဒီအမြင်တွေကတာမန်မဟုတ်ဘူးကိုဆိုင်ဒါကဝိညာဉ်ထောင်ချောက်တွေပဲပေတူကပြောရင်အမြင်တစ်ခုကိုဓာဖြင့်ထိလိုက်ရစီစော်ဒီအတန်နဲ့အတူမိပွားများထွက်လာသည်ထိုစဉ်ကိုအနှစ်ပိုင်းမှာရှိုက်ကြီးတငင်ငိုတန်းတစ်ခုထွက်ပေါ်လာသည်ဟီခဲကြပါကျမကိုမစားပါနဲ့ အတန်ကအလုံးပင်အားနေနေသည်ပေတူးနှင့်ဆိုင်တော်ခန်းတို့သည်တဦးကိုတဦးကြည့်လိုက်ပြီးဂူအတွင်သို့ဒိုးဝင်ခဲ့ကြသည်တမီရောင်အောက်တွင်မြင်လက်ရသည်မှာကြောက်တိုင်တစ်ခုတွင်အမြင်များဖြင့်ပတ်နှောင်ခန့်ထားရသည့်မိန်းကလေးတဦးပင်သူမ၏ဘေးတွင်တော့လူရွယ်စားခံရှိသည့်ပင်ကူနှကြီးတစ်ကောင်ကဝဲပြန်နေသကဲ့သို့လှုပ်ရှားနေသည်သို့သောထိုရာကသရိษံမဟုတ်ပင်ကူချေတော်များပေါင်းနေသည့်နတ်မိတ်စာတဦးဖြစ်နေသည် ဟဲ့မိစာမင်းကဒီအုတ်ကူထဲမှာဘလောက်ကြာကြာပုံနေတာလဲဘေတူကဟိန်းဟောက်လိုက်သည်ပင်ကူမိစာကခေါင်းကိုတဆတ်ဆက်ခါရင်ရေမောလိုက်သည်ဟာငါကပကံခက်ကလေးကဒီမှာအချုပ်ခံထားရတဲ့နန်းငွေပဲငါအလာကိုမနာလို့တဲ့မိဖုရားကငါကိုအောက်လာနီးနဲ့ဒီလိုဘဝပြောင်းအောင်လုပ်ခဲ့တာအခုငါအချင်းရောက်ပြီမိစာမဒီပါးစာမအစိတ်ငွေညားကိုမှုတ်ထုတ်လိုက်သည်ဆိုင်းတော်ခန်းဒီအငွေများကိုရှူမိပြီးလဲကျသွားသည်ဘေတူဒီလင်းမြန်စွာပင်သူ့ရဲ့လွယ်အိတ်ချင်းမှာဒီဟိုလောစာကိုထောက်ကတပလဲတွင်ကျဲလိုက်သည်အိုမ်မနိပတမေဟုံရန်သူခတ်သိငင်းစေတည်းဘေတူကဂါထာကိုအကျယ်ကြီးရွတ်ဆိုလိုက်ရာစားစစ်အညာမှာမီးပွားများအခစ်ပြောင်းလဲသွားသည်အစိမ့်ငွေများကိုလောင်ကျွမ်းစေသည်ထို့နောက်သူသည်နဝလောဟာဂါးကိုကင်ကရှေ့သို့ခုန်တက်လိုက်သည်ဝုံမိစာမရဲ့ချွေလောက်တစ်ချောင်းပြတ်ထွက်သွားသည်သူမကနာချင်းစွာအော်ဟိညင်းကူနန်းရံများပေါ်သို့ပြေးတက်သွားသည်ဘေတူသည်မျက်စိကိုမိတ်ကအာယုံဆိုင်လိုက်သည်မိစာမသည်နောက်ကျောမှခုံအုပ်ညံပြင်စဉ်ဘေတူကလေထဲသို့ဝိညာဉ်ချီအိမ်ကိုကစ်တင်လိုက်သည်ဖြတ်အင်းစကူသည်မိစာမရဲ့နဖူးတွင်ကတ်သွားသည်သူမကိုလှုပ်ရှားရမရအောင်တားဆီးထားလိုက်သည်မိစာမသည်မြေပြင်ပေါ်သို့ပြုတ်ကျလာသည်သူမ၏ရုပ်တွင်မှပင့်ကူတရံမှတခီးဖီးနှင့်လှပသောမိန်းကလေးတစ်ဦးဖြင့်ပြောင်းလဲသွားသည်သို့သောသူမ၏မျက်နှာတွင်တော့မြင်းရည်များစီးကျနေသည်ကျမတိတ်နာချင်းရတယ်ဆရာဒီအမောင်ထဲမှာနှစ်ပေါင်းရာချီပြီးကေအောက်ထဲနေကြရတာဘေဒူးကဓားကိုအိမ်ထဲသို့ပြန်ထည့်လိုက်သည်နာမွေမင်းခန်းစားခဲ့ရတာတွေကိုမသိပါတယ်ဒါပေမဲ့အတေးအမတ်နဲ့တွန့်ပြန်နေရင်မင်းဒီတန်တရားကလွတ်မှာမဟုတ်ဘူးအခုမင်းရဲ့အာကူတို့တွေကိုစွန့်လွတ်ပြီးဖျားရှင်ရဲ့တရားတော်ကိုနာယူလိုက်ပါဘေဒူးသည်သူ၏လွယ်အိတ်ထဲမှတရားစာအုပ်ငယ်လေးကိုထုတ်ကာမိတ္တာတုတ်ကိုရွတ်ဖတ်ပူဇော်ပေးလိုက်သည်ကူအတွင်းတွင်အေးချမ်းသောအတန်များပြန့်လွင့်သွားပြီးနန်းငွေ၏ဝိညာဉ်မှတဖြည်းဖြည်းနှင့်လင်းလက်လာသည်ကြီးကျူးတင်ပါရဆရာကျမသွားပါတော့မယ်နန်းငွေ၏ဝိညာဉ်သည်အလင်းတန်းတစ်ခုဖြစ်ပြောင်းလဲကကူးမျက်နှာချမ်းမှတဆင့်ကောင်းကင်သို့လွင့်တက်သွားတော်သည်မနက်လင်းသောအခါပင်ဒီယာမြူကလေးသည်ပုံမှန်အတိုင်းပြန်လဲစီကားလာသည်
ပေတူးနဲ့ဆိုင်တော်ခန်းတို့သည်ဂူဝါရနီရရင်လေကောင်းလေတန်းကိုရှူရှက်နေကြသည်ပေတူးမင်းသားမရှိရင်ဒီမျိုးလေးဘာဖြစ်သွားမလဲမသိဘူးဆိုင်တော်ခန်းကဂျေဇုတယ်ဆိုတာပြောသည်နာကကြာခံလူတယောက်ပါကိုဆိုင်ဟာကန်ကြမာဆိုတာဘယ်သူမှရှောင်လို့မရဘူးလေပေတူးသည်စေးပေါ်လိတ်ကိုမီးကြီးလိုက်ပြီးတောင်တန်းကြီးများကိုငေးကြီးနေမိသည်ထိုစဉ်သူ့ရဲ့ဖုန်ထဲသို့ message တစ်ခုဝင်လာသည်ဆီအားပေတူးရခိုင်ပြည်နယ်မြောက်ဦးဘက်ကရှစ်တောင်ဖျားနာမှာထူးဆန်းတဲ့ကြောက်စာတစ်ခုပေါ်လာလို့ပါအမြန်လာခဲ့ပေးပါပေတူးကခတ်တိုးတိုးရဲလိုက်သည်အေးလေဂန်ဘီလာပေတူးကတော့ဒီတက်အနားရမှာမဟုတ်ဘူးထင်တယ်သူသည်လွယ်အိတ်ကိုပြန်လွယ်ကကားကစ်စီတို့ခြေလမ်းကျဲကြီးများဖြင့်ရှောက်လန်းသွားတော့သည်နောက်ွယ်တွင်တော့ပင်ဒီယာကူကြီးမှာထောင်စုနှင့်များစွာကလူရွှေရဲများကိုဖုံးဖိထားရင်ညင်သက်စွာကြံရစ်ခဲ့လေသည် ဇလန်လေးကတော့ဒီမှာတင်မဲ့ပြီးဆုံးသွားခဲ့ပါပြီကမ်ဘီရာပီတူးဇလန်တွေကိုကြိုက်နေတဲ့တွေဆိုရင် channel လေးကို subscribe လုပ်ပြီးခဲ့ကြပါအောင်နော်နားထောင်ခြင်းတဲ့ဇလန်တွေရှိရင်လည်း comment မှာတောင်းဆိုထားလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဇလန်ဒီမှာပြန်လည်ဆုံတွေ့ကြပါစို့